မင်္ဂလာပါချစ်တို့ရေ Cooking with Blessing Run နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ခဲဒီနေ့ Blessing Run နဲ့အတူလေးအရာကိုစောက်လို့ကောင်းတဲ့မုတ်ကလမဲလေးလှူစားရအောင်နော်။ဒီမုတ်လေးอ่ะဆိုလို့ရှိရင်လေစိမ့်လေးနဲ့လေအရာကိုစောက်လို့ကောင်းကြမရင်းနဲ့လည်းညီညွတ်တယ်။ငချိတ်နဲ့လှုပ်တာဖြစ်တဲ့အတွက်ကြောင့်အရာကိုစေးဖက်ဝင်တဲ့မုတ်တစ်မျိုးပါလို့ခဲလှူစားကြည့်အောင်နော်။အခုပဲစတင်လိုက်ရအောင်လားချစ်တို့ရေ Let's go right now ။ကဲစတင်ကြမယ်ငချစ်ကောက်ရင်3ခွက်ပါလို့တကယ်လို့ဒီမှာပြပြောလေးကြိုက်တယ်ဆိုရင်တော့ဒီကောက်ညင်းဆန်အဖြူလေးပါရောထဲနဲ့ကောင်းတယ်နော်ကဲဒါကို3ခါလောက်ကောင်းကောင်းဝင်စီပြီးတော့မှဒါလေးကိုတညရေစင်ထားပါမယ်လို့ကဲတညရေစင်ထားပြီးတော့မှကဲဒါကနောက်နေ့မနေ့မှာစစ်လိုက်တဲ့တဘောရေစီပြီးတော့မှစစ်ပြမသူ့စကားလေးနဲ့စစ်ထားတဲ့အချိန်မှာလိုအပ်တဲ့ဟာတွေပေါ့နော်ဆက်ပြပြင်စင်မယ်ကဲ blender ထဲမှာဘယ်လိုလဲကောက်ညင်းဆန်ထည့်ပြီးတော့မှအမအုံတို့400 gram လောက်ထည့်ပြီးတော့မှကြိတ်လိုက်ရအောင်နော်ကဲအုံတို့ကိုလိုတိုးပိုလျှော်လေးပေါ့ကြည့်ပြီးတော့မှမညက်သေးဘူးဆိုရင်ဆက်ပြီးတော့မှ blender နဲ့ကြိတ်ပေးလိုက်မယ်ကဲဒီအခြေအနေလေးဆိုရင်တော့အရင်ကောင်းနေပြီနော်အဲဆိုရင်အမဖြော်မဲ့ဘန်ထဲမှာထည့်ပြီးတော့မှတကြားကို6စုံလောက်ထည့်ပေးမယ်နော်ထမင်းစားစုံကဲတကြား6စုံပြီးအုံနို့ဒါပဲဒါလေးကိုဘယ်လိုဆိုတော့အဲ့မှာထောပတ်လေးထည့်100 gram လောက်ရှိတဲ့ထောပတ်လေးကိုဘယ်လိုဆိုအပူပေးပြီးတော့မှစားလေးနဲ့ထည့်ပေါ့နော်လိုအပ်လို့ရှိရင်တော့ကဲအဲ့ဒါထောပတ်လေးနဲ့မွေပေးမယ်နော်သူကဒီငချိတ်ကအစိမ့်မဲ့ဖြစ်နေသေးတယ်ဒါမဲ့မွေရင်းနဲ့မှအုံနို့တွေနဲ့ရောရင်နဲ့သူကကြက်သွားလိမ့်မယ်နော်ဒီလိုပုံစံလေးဖြစ်လာမယ်ကဲဒါမဲ့သူ့ကိုနည်းနည်းတော့အချိန်ပေးရမယ်မီးအေးလေးနဲ့လေဒီကောက်ညင်းတွေကြက်သွားတဲ့အထိငချိတ်လေးတွေကြက်သွားတဲ့အထိကို blessing တို့မီးအေးလေးနဲ့လော်ပေးရပါမယ်လော်ရင်နဲ့မှသူမှွေးလာမယ်အဲ့မှာအုံတို့ထပ်ထဲလို့ရှင်လဲ blessing တို့ထပ်ထဲပေးရပါတယ်လို့အုံတော့မရှိဘူးဆိုရင်တော့ရေလေးနည်းနည်းရေနွေးလေးနည်းနည်းထပ်ထဲပေးပြီးတော့မှဒီငချိတ်လေးတွေကိုကြက်အောင် blessing တို့တည်ထားမယ်ခဲဒီချင်းချက်ပြီးမီးအေးလေးနဲ့အဲ့လိုခဏလေးပြန်တည်ထားလိုက်မယ်နော်အဲ့လိုတည်ရင်နဲ့မှလုံးဝချက်သွားပြီဆိုရင်တော့ခုခဲဒါလေးကိုခဏလေးနှတ်ထားတဲ့ပေါ့အဲ့လိုနှတ်ထားနေတဲ့အချိန်မှာတစ်ဖက်မှာဘယ်ဆိုဘိန်းစေးလေးတွေကိုလော်မယ်ပြီးရင်ကိုမုတ်လုံးမဲ့ဘာမှစီလေးတုပ်လင်းထားပေးမယ်ပြီးရင်တော့ဘယ်ဆိုတို့ရဲ့မုတ်တအားလုံးကိုထည့်ပြီးတော့မှချစ်လေးဖိပေးမယ်နော်အဲ့လိုဖိပေးပြီးတဲ့နောက်ပိုင်းမှာဆိုရင်เนาะအေးခံထားပါမယ်လို့အဲ့ဒီအပေါ်မှာဖြူဖို့အတွက်ဘိန်းစီကမှုေးနေဖို့လိုအပ်တယ်เนาะအဲ့ဒီဘိန်းစီလေးကိုမှုေးနေပြီဆိုရင်တော့အပေါ်မှာတခါတည်းအဲ့လိုလောင်းပြီးမှဖြူပေးလိုက်ရုံပဲဒါဆိုရင်တော့အရာကိုစားလို့ကောင်းတဲ့မြန်မာမုတ်လေးမုတ်ကလမဲလေးရပါပြီရှင်အမအဲ့တော့အေးခံထားလိုက်မှာเนาะခဏလေးဒီလိုအေးခံထားတဲ့အချိန်မှာ blessing ရဲ့စိုက်ခင်းလေးကိုတော့ကြည့်မယ်ငရုတ်တီးတွေတီးနေပြီနော်အခုကအေးရရာသီဖြစ်လာပြီဆိုတော့အဲ့ငရုတ်တီးကိုခြွေပြီးတတ်ထားရမယ်နင်းနေကြပြီဆိုရင်တော့နင်းရိုက်ပြီးတေကုန်တော့မှာပဲဒီငရုတ်တီးအဲ့ဒါတကယ်ကိုအရန်ဆက်တယ်မိုးမြောင်မှာချင်းပေါင်းနေတော့အစုံမှာပဲကိုစိုက်ထားတာတွေရတော့လေကဲဟိုမှာဖယုံတီးဆူခီနေလေကြီးကဲပြန်လာပြီနော်4နိုင်လောက်ဆိုရင်တော့ blessing တို့စားလို့ရပြီကဲမှာအနာသားလေးတွေကိုဓာလေးနဲ့နွန်းပြီးတော့မှလေအမကိုချိုက်တဲ့အသုံးပုံစံလေးကိုသုံးပြီးတော့မှစားလို့ရပါပြီရှင်ဒီမုတ်လေးလေးကိုကော်ဖီလေးနဲ့တဖိရေချမ်းလေးနဲ့တောက်လို့ရှိရင်အမသားမစားလို့ကောင်းတာနော်စိမ့်လေးနဲ့သူကစားလိုက်ပြီးဆိုကြတော့အရသာရှိမှခံပြီးမှစားရတာမျိုးတခါတည်းတပရိတ်ထဲစားရတာမျိုးမဟုတ်ပဲနဲ့နည်းနည်းစီအရသာခံပြီးစားရင်လည်းအရန်ကိုစားလို့ကောင်းတာနော်သူအုံနို့လေးပါတော့စိမ့်လေးနဲ့ငချိတ်ဆိုတော့လေဘယ်ဆိုကြောက်မရင်းနဲ့လည်းအရင်ညင်ညွတ်ပါတယ်လို့လှုပ်စားကြည့်ပါနော်အိမ်မှာတနိုင်စားလေးအဲ့ဒယ်လာတဲ့အချိန်တော့၎င်းဒါလေးကိုလှုပ်ထားပြီးတော့မှ surprise တိုက်လို့ရပါတယ်ရှစ်ကဲဒါဆိုကောင်းတော့လေးကိုပိုင်ဆိုင်ကြပါ